ဆက်ယောဂနဲ့ဆိုင်တဲ့တုပ်ကွေးပြားတွေဥပမာကြက်တုပ်ကွေးတို့ဝက်တုပ်ကွေးတို့ငှက်တုပ်ကွေးတို့ပေါ့နော်ဒီလိုမျိုးတုပ်ကွေးတွေဖြစ်နေပြီဆိုလို့ရှိရင်ငွေကုန်ကြေးကျသက်သာတဲ့အကောင်းဆုံးသဘောကနီးလန်းလေးတစ်ခုကိုမျှဝေပေးပါမယ်ဒီနီးလေးကကြတော့နှစ်ပွင့်လေးရှိုံနဲ့ရတယ်ပေါ့နော်နှစ်ပွင့်ကိုကြတော့တိုင်းရင်ဗမာဈေးဆိုင်တွေမှာမေးပြီးတော့ကြတော့ဝယ်လို့ရတယ်ဆေးလုံနီးလေးကကြတော့ရေဖန်ကွက်10ကွက်လိုပါမယ်ရေဖန်ကွက်10ကွက်ကိုနှစ်ပွင့်ကကြတော့အပွင့်20ထည့်ပါထည့်ပြီးလို့ရှိရင်9မိနစ်10မိနစ်ခန့်ပြုတ်ပေးလိုက်ပါအဲ့ဒီပြုတ်ရည်ကိုတစ်ပတ်ကိုတစ်ချိန်တောက်ပါဒါဆိုလို့ရှိရင်ဒီကုဆက်ယောဂကြောင့်ဖြစ်တဲ့တုပ်ကွေးပြားတွေရာသီပြားတွေအားလုံးကအမြင့်ပြတ်သက်သာပျောက်ကင်းနိုင်ပါတယ်ဒီလိုမျိုးနှစ်ပွင့်ပြုတ်ရည်ကိုတောက်ပေးမယ်ဆိုလို့ရှိရင်ကိုယ်ခံအားစနစ်လည်းကောင်းမွန်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကြတော့ဒီနှစ်ပွင့်ထဲမှာဆိုလို့ရှိရင်ဘက်တီးရီးယားတွေကိုဆန့်ကျင်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေအန်တီအောက်ဆီဒန့်တွေပါတယ်နောက်ပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်တဲ့ယောဂပိုးတွေကိုလည်းသူကကာကွယ်ပေးနိုင်တယ်တုပ်ကွေးပြားတွေကိုခံစားရတဲ့အခါမှာချောင်းတွေရမ်းဆိုးတာပြီးတော့လေချောင်းနာတာခံစားရမယ်အဲ့ဒီအချိန်မှာဒီလိုနှစ်ပွင့်ပြုတ်ရည်လေးကိုတောက်ပေးလိုက်မယ်ဆိုလို့ရှိရင်ရောင်ရမ်းမှုတွေကိုလည်းလင်းမြန်စွာပျောက်စေနိုင်တယ်။နောက်ပြီးတော့ယောဂပိုးမွားတွေကိုလည်းခြေဖြတ်ပေးနိုင်တယ်။သွေးလေပတ်မှုလည်းအရန်ကောင်းတယ်ပေါ့နော်။ပြီးတော့နှစ်ပွင့်ထဲမှာတန်တက်ပါဝင်တဲ့အတွက်ကြောင့်မလို့သွေးနီဆဲတွေထုတ်လုပ်မှုကိုလည်းကူညီပေးနိုင်ပါတယ်။နှစ်ပွင့်ပြုတ်ရည်ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုလည်းထုတ်ပေးနိုင်တယ်။ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးတော့ကြတော့ယောဂပိုးမွားတွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။အခြေစနစ်ကိုကောင်းမွန်စေတဲ့အတွက်ကြောင့်မလို့ကောင်းကျိုးကြီးလည်းပါပဲနော်။